တာမန်လူတွေမသိနိုင်တဲ့အာကာသတွေကလှုပ်ဝက်ချက်များကျွန်တော်တို့အားလုံးဟာအစုံမဲ့အာကာသကြီးတွေမှာလှုပ်ဝက်စမ်းကျင်မှုတွေနဲ့အံ့ဩဖွယ်ရာတွေကိုစိတ်ကူးယဉ်ကြားပူမှာပါအဲ့ဒီထဲကထူးဆန်းစွာဖြစ်ရပ်တွေကိုပြောပြပေးပါရစေ1998ခုနှစ်တုန်းက Space Shuttle အာကာသယာဉ်ပေါ်ကနေကိုရိုက်ကူခဲ့တဲ့ဓာတ်ပုံတစ်ပုံဟာကမ္ဘာတစ်ဝန်းကလူတွေရဲ့စိတ်ဝင်စားမှုကိုဖန်ဆာခဲ့ပါ၏အဲ့ဒီဓာတ်ပုံထဲမှာ Blind နဲ့ Jodu လိုနာမည်ပေးထားတဲ့မတိရတဲ့အရာဝတ္ထုတစ်ခုကပေါ်ထွက်လာခဲ့တာကြောင့်ပဲဖြစ်ပါ၏NASA ကတော့ဒါဟာအပူကာဗာတစ်ခုလို့ဆိုပေမဲ့တော်တော်များများကတော့ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာရှိနေတဲ့ဂျိုသားတွေရဲ့ရှင်ဒါမှမဟုတ်ရင်ကမ္ဘာကိုတိတ်ဆိတ်စွာစောင့်ကြည့်နေကြတဲ့ကင်းဆောင်တရားလို့ယုံကြည်နေကြဆဲပဲဖြစ်ပါ၏ဒီရရဲ့မူရင်းစင်းမြစ်ကိုမသိရသေးပေမဲ့လို့1954ခုနှစ်ကတည်းကဂျိုသားတွေနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးသူဒေါ်နယ်ကီဟိုကတော့လူသားတွေဖန်တီးထားတာမဟုတ်တဲ့အရာဝတ္ထုကကမ္ဘာပတ်လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ပြောဆိုခဲ့ပူပါ၏တကယ်လို့ဂျိုသားယဉ်ကျေးမှုတွေတကယ်သာရှိနေခဲ့မယ်ဆိုရင်တော့သူတို့ဟာလည်းကျွန်တော်တို့ကိုဝေးလံတဲ့ဂျိုပတ်လန်တွေကနေမမြင်နိုင်အောင်လို့စောင့်ကြည့်နေနိုင်တယ်ဆိုတဲ့အယူဆကတော့စိတ်ဝင်စားစရာပါပဲအဲ့ဒါပြင်ကုန်မှအပြည်ပြည်ဆိုင်ရာအာကာသစခန်းဟာဆိုရင်လေလူသားတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းဟာဘယ်လောက်တောင်မှအစွမ်းထက်တယ်လဲဆိုတာကိုမြင်ရပါ၏ဒီအရာမှအဆောက်အအုံကြီးကိုလေကြောင်းခီးစဉ်42ကြိမ်နဲ့10နှစ်ကျော်ကြာတိစောက်ခဲ့ရတာပါISS ဟာလည်းသိပ္ပံပညာရဲ့အံ့ဩဖွယ်ရာတစ်ခုတောင်မကပင်နဲ့နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါ၏1952ခုနှစ်ကတည်းကဒေါက်တာတာဝန်ပွန်ပရာဟာလူသားတွေနေထိုင်ရမယ့်အာကာသစခန်းတစ်ခုကိုစိတ်ကူးခဲ့ပြီးတော့အဲ့ဒီစခန်းဟာလည်းကမ္ဘာကိုစောင့်ကြည့်တာရာသီဥတုကိုခံမှန်းတာဒါမှမဟုတ်ရင်အဝေးရောက်အာကာသခီးတွေအတွက်လမ်းစုံဂိတ်တစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးတော့လည်းသူကပြောခဲ့တာပါသူရဲ့ကြိုတင်ခံမှန်းချက်တစိမ့်တဒေတာကမှန်တယ်ပဲပြောရမှာပါနောက်တစ်ချက်ကတော့ကျွန်တော်တို့ကမ္ဘာပေါ်ကတက်ရှိတွေဘယ်ကနေစတင်ခဲ့တယ်လဲဆိုတဲ့မေးခွန်းကလူတိုင်းသိကျင်ကြတဲ့ဗဟေတီတစ်ခုဖြစ်နေပါလိမ့်မယ်Panspermia လို့ခေါ်တဲ့ theory ကတော့ဒီမေကွန်းရဲ့အဖြစ်တစ်ခုကိုပေးထားပါတယ်။ဒီ theory ရကတော့ကမ္ဘာပေါ်ကတက်ရှိတွေဟာအာကာသကနေကိုစတင်ခဲ့ပြီးတော့အုတ်ကာခဲတွေတမမဟုတ်ရင်ဂျိုတင်ဂျိုမောင်းတွေကနေတဆင့်ကမ္ဘာကိုရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်။ဒီ theory ကတော့တကယ်လို့သာပုံမှန်ဆိုရင်တော့ဂျိုသား virus တွေနဲ့ယောဂပိုးတွေကမ္ဘာမြေကိုရောက်လာနိုင်ခြေရှိပြီးတော့ဒါဟာကျွန်တော်တို့ကျန်းမာရေးအတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့်မလို့အမြဲတမ်းတတိထားစောင့်ကြည့်ပြီးတော့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားဖို့လည်းလိုအပ်ပါတယ်။ကျွန်တော်တို့ကိုအလင်းပေးနေတဲ့လနဲ့ပတ်သက်ပြီးတော့ထူးဆန်းတာတစ်ခုလည်းရှိပါတယ်။လွန်ခဲ့တဲ့1969ခုနှစ်အပိုလို12 mission လုပ်နေတော့မှပဲလကမ္ဘာပေါ်မှာဖြစ်ခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုကတော့ကမ္ဘာပေါ်ကသိပ္ပံပညာရှင်တွေကိုအံ့အားသင့်စေခဲ့ပါတယ်။လာစင်းရင်ရဲ့အထက်ပိုင်းကလကမ္ဘာပေါ်ကိုပြုတ်ကျခဲ့ပြီးတော့လကမ္ဘာဟာလည်းခေါင်းလောင်းတန်လူမျိုးတနအီကြာတုံခါခဲ့တယ်လို့ငလျင်တိုင်းတောင်မှုအချက်လက်တွေကဖော်ပြခဲ့ပါတယ်။ဒီဖြစ်ရပ်ကြောင့်ပဲတချို့ကလကမ္ဘာဟာအတွင်းပိုင်းအခေါင်းပွားနေတာမျိုးဖြစ်နိုင်တယ်လို့ယုံကြည်လာခဲ့ကြပါတယ်။ဒီယူဆကိုထပ်မံအတည်ပြုဖို့1982ခုနှစ်အပိုလို17 mission ကလှုပ်ဝက်ထားတဲ့အချက်လက်တွေကိုစောင့်မျှော်နေကြဆဲလည်းဖြစ်ပါတယ်။ဒီစံတမှုရဲ့ရလဒ်တွေကတော့250နီးပါးလှုပ်ဝက်ထားတာကြောင့်လကမ္ဘာရဲ့အတွင်းပိုင်းလှုပ်ဝက်ချက်တွေကပိုပြီးတော့စိတ်ဝင်စားစရာကောင်းလာစေခဲ့တာပါ။ဒီအာကာသဆိုင်ရာလှုပ်ဝက်စမ်းကျင်မှုတွေကတာမန်လူတွေသိရင်တော့ထိတ်လန့်တုန်လုံးမှစိုးတာကြောင့်ထိတ်တန့်လှုပ်ဝက်ချက်တွေဖြစ်ကုန်မှဒီကနေ့ထိကုန်မှတင်စီခဲ့ကြတာလည်းဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ကရောဒီတဲကအချက်လက်တွေမှာဘယ်အရာတွေကိုသိတယ်လဲကွန်မန့်မှာဖြည့်ပေးခဲ့ပါအောင်နော်။အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ခင်ဗျာ